ရွာထဲမှာနစ်ကုန်ပြီပါကိုချောက်တော့ကောင်းတယ်ညညဆိုင်တော့မရှိတော့ပါဘူးနော်ငလင်လောက်သွားပါတယ်လို့ငလင်လောက်သွားပါတယ်7:50 7:49 မိနစ်မှာတက်ငလင်လောက်တယ်အိချမ်းသာနဲ့ရုံးနဲ့ကူးတဲ့စကားလေးကြိုးပါပါတယ်ဟာငလင်ရက်ဆက်လောက်သွားတယ်ဒီမှာရေဒီရှာလာမကဘာရောပြိုသွားတယ်ဒီမှာဘယ်ဟာဒီလိုရှာထွက်လာလဲမသိဘူးတော်တော်ဆိုးပါတယ်နော်